ကဘာပေါ်မှာလူဦးရေတန်း8000လောက်ရှိပြီမင်းတကယ်တော့လူသားတွေဆိုတာဂျိုသားတွေမွေးမြူထားတဲ့အိမ်ဝဲတိရစ္ဆာန်တွေတာဖြစ်ပါလိဒီအရာအားလုံးကိုချုပ်ကင်ထားသူတွေကတော့စက်ကြော်လာမှာရှေးအကျင့်ဆုံးမိသားစုဖြစ်တဲ့ Abraham မိသားစုပဲဖြစ်ပါလိလူဦးရေအကန့်အသတ်တစ်ခုကိုရောက်သွားတဲ့အခါသူတို့ကလူတွေရဲ့အသက်ကိုရိတ်သိမ်းကြပါလိပြီးတော့လူပြုတ်ဆေးရည်လို့ခေါ်တဲ့အရာကိုထုတ်ယူကြပါတယ်အဲ့ဒီဆေးရည်တွေမှာလူကိုယ်လုံးကိုစိမ့်လိုက်တာနဲ့အိုမင်းတွေရဲ့အည်ပြားဟာစက္ကန့်ပိုင်းတည်းမှာပဲပြန်လည်နှုတ်ပြလာပါတယ်ဒါဟာဒီမိသားစုကြီးနှစ်ပေါင်းတောင်းနေချီပြီးအသက်ရှင်နေထိုင်နိုင်တဲ့လျှို့ဝှက်ချက်ပါပဲစိတ်ကူးနဲ့တော့မှန်းဆလို့မရတဲ့အချိန်ကာလတွေတခြားသူတို့ရဲ့ဩဇာအာဏာဟာဂလက်ဆီတစ်ခွင်လုံးကိုပြန့်နှံ့နေခဲ့ပါတယ်ဒါပေမဲ့အရာအလုံးဟာရုတ်တရက်ပြောင်းလဲသွားခဲ့ပါတယ်အာဏာအရှိဆုံးဘုရင်မကြီးရုတ်ကြံထလိုက်ပါတယ်မိသားစုလည်းပြိုကွဲသွားပြီးသူမရဲ့သားသမီး၃ယောက်ဟာအင်ပါယာကိုခွဲဝေယူလိုက်ကြပါတယ်တရက်ကိုကျဲအစုအဝေးတစ်ခုစီသိမ့်ပိုက်လိုက်ကြတယ်ဒီအချိန်မှာကဘာကြီးတစ်ခုတည်းကသာအဖိုးတန်ဆုံးပိုင်ဆိုင်မှုအဖြစ်ကြံ့ရစ်နေကြတာပါဒါကြောင့်သူတို့၃ယောက်စလုံးကကဘာကြီးကိုမျက်စိကျလိကြပါတယ်ဘုရင်မကြီးဟာကဘာပေါ်မှာနေရာတနေရာမှာပြန်လည်ဝင်စားနေနိုင်တဲ့ဆိုတဲ့သတင်းကိုကြားရတဲ့အခါမှာတော့အမွေဆက်ခံသူတယောက်ချင်းစီကသူတို့ရဲ့တပ်ဖွဲ့ဝင်တွေကိုချက်ချင်းစီတော့လိုက်ကြပါတယ်လူတိုင်းကသူမကိုအရင်ဆုံးရှာတွေ့ချင်နေကြတာပါတစ်ဖက်မှာတော့စီးရဲတဲ့မိန်းကလေးတယောက်ဟာနေ့စဉ်နေ့တိုင်းတထေးတွေရဲ့အိမ်သားတွေကိုလိုက်ဆေးနေရပါတယ်ဒီလိုစက်ကြောလာအာနာလူပွဲကြီးတဲ့ကိုသူမရောက်လာမယ်လို့တခါမှစိတ်ကူးမရင်ခဲ့ဘူးပါဘူးဂျူပီတာလို့ခေါ်တဲ့သူမဟာပတ်စံအရန်ပြက်လက်နေတဲ့အတွက်စေကန်းတစ်ခုမှသူမရဲ့မျိုးအိုတွေကိုရောင်းစားဖို့တောင်စဉ်းစားနေကြတာပါခွဲစိတ်ကုတင်ပေါရောက်တဲ့အခါမှာတော့ဂျူပီတာတယောက်နောင်တရောက်လာပါတော့တယ်ဒါပေမဲ့ဆရာဝန်ကသူမကိုရုတ်တရက်ကျိုးတွေနဲ့ချီနှောင်းလိုက်ပါတယ်သူမရဲ့ခန္ဓာကိုယ်ဟာလေထိန်းချုပ်လို့မရပဲလေထဲကိုလွင့်တက်သွားပါတော့တယ်ဆရာဝန်တွေကစမ်းသပ်မှုတွေလုပ်ပြီးသူမကိုတစ်ခုခုလှုပ်ဆောင်မှုပြင်ဆင်နေကြမှာပဲအနေရောင်ဝတ်စုံနဲ့အမျိုးသားတယောက်ဟာအခန်းထဲကိုရုတ်တရက်ဝင်ချလာပါတော့တယ်